အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အင်္ဂါကလေးလေးကိုစိတ်ကန်းကိုတွားပြီးတော့ဆေးဝါးထိုးပေးမှာပဲဖြစ်ပါတယ်သူကစိုက်ကယ်စီလေးစိတ်ထားမရှိတော့သူ့အတွက်ကအထူးဆန်းဖြစ်ပြီးတော့ဟိုကြည့်ဒီကြည့်နဲ့ရှောက်ကြည့်နေပါတယ်ဒါဆိုရင်တော့ဒီစိတ်ကန်းကိုတွားတဲ့လမ်းရဲ့တဝက်တောင်မှကျော်နေရောနော်စိတ်ကန်းနဲ့နည်းနည်းလေးပဲကျန်တော့တယ်အခုဆိုရင်တော့စိတ်ခန်းကိုရောက်ပါပြီစိတ်ခန်းလေးကိုဝင်သွားပြီးတဲ့အချိန်မှာပဲသူ့ရဲ့နှလုံးကိုတန်ရတော့တော်တုံးနေအရန်ကိုမှပဲမြည်တယ်ပေါ့နော်အမြဲတမ်းနဲ့လာနေကြပဲဆိုတော့သူကဒီနေရာကိုမှတ်မိနေပြီးတော့ငါစိတ်ထုတ်ခံရတော့မှာပါလားဆိုပြီးတော့တွေးနေတဲ့ပုံဖော်တယ်ပေါ့နော်ခါတိုင်းစိတ်ထုတ်ရင်သူကတေးပြွာထွက်ကြပြီးတော့အရန်ကိုမှကြောက်ပြီးတော့ပြက်ပြန်ပြီးတော့တော့ကြိုက်တာပေါ့နော်ဒါပေမဲ့ဒီတစ်ခါတော့အတန်လေးနည်းနည်းလေးပဲထွက်ပြီးတော့အေးစစ်လေးနဲ့ပဲဒီလိုမျိုးအမိနာကိုခက်ပြီးတော့လိုက်လာနေတာပေါ့နော်အဖိုးကဆေးမလိုက်တာဆိုတော့အမေကတော့ဆေးကိုတောက်ပြီးနေပါတယ်အခုကဆေးလေးထိုးပြီးဆိုတော့အဖော်လိုက်တာပြီးတဲ့ကိုကျွတ်စားရမယ့်အလက်ကိုရပြီဆိုတော့ဆိုင်ရှိတဲ့နေရာကိုသွားနေပါတယ်အခုကတော့ဒီဆိုင်ကိုရောက်နေပါပြီဒီဆိုင်ကတော့အမြဲတမ်းစားနေကြပဲပေါ့နော်ဒီအရသာတော့ရှေ့ကမ်းပါတယ်ကိုကျောက်ကကိုရဲ့ favorite လေးဆိုတော့ကိုကျောက်လေးကိုမှာထားပါတယ်ဒါကတော့သူ့ကိုလည်းကြွပါအောင်ဆိုရရုပ်ပေါ့နော်ဒါပေမဲ့သူ့ကကြွေးရတယ်သူကအရင်စားရမြန်နေကိုလက်ကိုရလာပြီဆိုတော့ဆက်ပြီးတော့စားလိုက်ပါအောင်မယ်လှုပ်ရှားရှာတွေလည်းလှုပ်ပြပါပြီဆိုတော့ဒါကတော့အိမ်ကိုပြန်လာတော့မယ်ဒီဖို့လေးကတော့တလောက်ပါပြီအဆုံးလေးကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်ဆုံပါအောင်မယ်ဘိုင်ဘိုင်